နတ်သမီးလေးကသူ့ကောင်းပေါ်ကကွင်းကိုချုပ်ပြီးမြေကြီးပေါ်ပစ်ချလိုက်ပါတယ်။သူအဲ့လိုလှုပ်လိုက်တာနဲ့ကောင်းကင်ပေါ်ကနေအရာတစ်ခုပြုတ်ကျလာပြီးမြေကြီးပေါ်ပြင်းပြင်းထန်ထန်ပြတ်ကျသွားပါတယ်။ဒါကလူတိုင်းရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်သွားခဲ့ပါတယ်။ကြည့်လိုက်တော့ခေါင်းပေါ်မှာကွင်းပါပြီးအတောင်ပံတွေနဲ့ကဘာမြေပေါ်ဆင်းသက်လာတဲ့နတ်သမီးတစ်ပါးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲနတ်သမီးတွေအများကြီးကောင်းကင်ကနေပြုတ်ကျလာခဲ့ပါတယ်။အတော်ကြီးကဒေါသထွက်ခါနီးဖြစ်သွားပေမဲ့နတ်သမီးတွေကိုမြင်လိုက်ရတော့ချက်ချင်းပဲစိတ်ဝင်စားသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပြုတ်ကျလာတဲ့နတ်သမီးတစ်ပါးကလာနေတဲ့ကားကိုကွက်တီကာကွယ်ပေးလိုက်ပါတယ်။သူမကဖြည်းဖြည်းချင်းမတ်တက်ထွက်ပြီးအတောင်ပံတွေနဲ့ခဏကိုပေါ်ကဖုံတွေကိုခါထုတ်လိုက်ပါတယ်။နတ်သမီးတွေတွားလျာနေရာတိုင်းမှာလူတွေအများကြီးဖြစ်လာခဲ့ပါတယ်။သူတို့ကကြက်တရရှိတဲ့ခြေလမ်းတွေနဲ့ကဘာမြေပေါ်ဆင်းသက်လာပေမဲ့သူတို့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ဂျက်ကိုတွေ့ရဖို့ပါပဲ။ဂျက်အတွက်ဆိုရင်နတ်သမီးတွေဟာသူတို့ရဲ့မြင့်မြတ်တဲ့အဆင့်တန်းကိုတောင်ဆွန့်လွတ်ဖို့အဆင်သင့်ပါပဲ။တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးသူတို့ရဲ့မြင့်မြတ်တဲ့ခေါင်းပေါ်ကကွင်းတွေကိုလွှင့်ပစ်လိုက်ကြပါတယ်။ဒီလူကတော့ပျော်ရွှင်စရာတွေဖြစ်လာတော့မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့မကြခင်မှာပဲပြဿနာတွေပါလာခဲ့ပါတယ်။နတ်သမီးသွားလျာနေရာတိုင်းမှာသူမရဲ့အတောင်ပံတွေကလမ်းမှာရှိတာတွေကိုတိုက်ခတ်မိနေလို့ပါပဲဂျက်ကတော့အာနာရာကိုအပြုံးနဲ့ပဲဖုံးကွယ်ထားနိုင်ခဲ့ပါတယ်ဒါမှမဟုတ်နတ်သမီးစိတ်လှုပ်ရှားလာတဲ့အခါအတောင်ပံတွေကအရန်အပြင်းလာပြီးဂျက်မှာစိတ်ဆိုးလို့တော့မရခဲ့ပါဘူးအချိန်ကြာလာတာနဲ့အမျှဂျက်ကဒီလိုဘဝမျိုးကိုကျင့်သားရလာခဲ့ပါတယ်ဟမ်ဘာဂါစားနေတော့ပါစက်ထဲအတောင်ပံမွေးပါသွားပေမဲ့လည်းသူကယူးမဆိုင်တော့ပါဘူးဒါကြောင့်မလို့ဂျက်ဟာအခက်ခဲတွေကြားထဲကပဲပျော်ရွှင်စွာနဲ့ဆက်လက်နေထိုင်သွားခဲ့ပါတယ်